ပြည်တဲ့တွေရဲ့အချစ်တော်မြမပိုက်ကျော်ချင်းလောကရဲ့ပြိုင်ဘက်ကင်းအလှပြကစားသမားကိုမင်းသားကြီးတယောက်ဒီနေ့မှာတော့အလုံးကိုစိုးရင်ထိတ်လန့်စေမဲ့ဖြစ်ရတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ပုံမှန်တိုင်းပဲပြည်သက်တွေကိုပျော်ရွှင်မှုပေးဖို့ချင်းခွင်းထဲမှာအာသွန်ခွန်ဆိုင်ကစားနေရင်မမျော်လင့်မဲ့ရုပ်တရက်မူလဲကျသွားခဲ့တာပါ။အမြဲတမ်းတက်ကြွလန်းဆန်းနေတဲ့သူ့ကိုအခုလိုမြင်လိုက်ရတာဟာကွင်းထဲကပြည်သက်တာမကအွန်လိုင်းပေါ်ကသူ့ရဲ့ပြည်သက်လူတူကြီးတစ်ခုလုံးကိုပါတုံ့လောက်သွားစေခဲ့ပါတယ်။ကိုမင်းသားကြီးဟာအကစားအပေါ်ထားတဲ့စိတ်အားထက်သန်မှုကြောင့်နိုင်ရမရှိလေ့ကျင့်ကစားတာတွေပင်ပန်းနှမ်းနေတာတွေကြောင့်ခုလိုဖြစ်ပွားခဲ့တာလို့ယူဆရပါတယ်။လက်ရှိမှာတော့သူ့ကိုလိုအပ်တဲ့ဆေးကုသမှုတွေပေးနေပြီလို့သိရပါတယ်။မြမကုံဆောင်အကစားသမားတစ်ယောက်ဖြစ်တဲ့ကိုမင်းသားကြီးအမြန်ဆုံးပြန်လည်ကျန်းမာလာစီကြောင်းကျွန်တော်တို့အားလုံးဆုတောင်းပေးရမှာပါ။ပြည်သက်ကြီးအနေနဲ့လည်းကိုမင်းသားကြီးအတွက်ဆုတောင်းစကားတွေကိုကွန်မန့်မှာရေးသားပေးခဲ့ကြပါဦး။သတင်းတူးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော် channel လေးကို subscribe လေးလုပ်ဖွဲ့ဖို့လည်းမမေ့ပါနဲ့ဦးနော်